တောရဲဘရင်စင်ကြီးရဲ့အန်အိုးဖွယ်ကပါမင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့မှာတော့တောရဲကအကြီးဆုံးအင်အားအကြီးဆုံးတိရစ္ဆာန်ဖြစ်ပဲစင်တွေအကြောင်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်တောရဲကိုဝင်လိုက်တဲ့အခါတစ်ပင်တွေကြားကထွက်လာတဲ့ခန္ဓာကိုယ်ကြီးမားတဲ့တိရစ္ဆာန်တစ်ကောင်နားကြီးကြီးနှာခေါင်းရှည်ရှည်နဲ့လမ်းလျှောက်လာတာကိုမြင်ရရင်အဲ့ဒါကတောရဲဘရင်စင်ကြီးပဲဖြစ်ပါတယ်စင်တကောင်ရဲ့ခန္ဓာကိုယ်ကကားတစ်စီးလောက်ကြီးပြီးခြေတစ်ချောင်းတောင်လူတစ်ယောက်ထက်ကြီးပါတယ်။ဒါပေမဲ့လမ်းလျှောက်တဲ့ပထာမြေကြီးတောင်မလုတ်လောက်အောင်တိတ်တိတ်လေးသွားတတ်ပါတယ်။စင်ရဲ့နှာခေါင်းဟာလက်လိုသုံးလို့ရ၊ရေစုပ်လို့ရ၊အစာဖမ်းလို့ရ၊ကလေးစင်ကိုပွေ့လို့ရပါတယ်။နှာခေါင်းတစ်ချောင်းနဲ့အလုတ်ပေါင်းများစွာလုပ်နိုင်ပါကြောင်းစင်ရဲ့နှာခေါင်းကိုတဘာဝရဲ့စူပါလက်လိုတောင်ခေါ်လို့ရပါတယ်။အပူသီးနဲ့နေလေခင်းမှာစင်တွေဟာရေကန်နားကိုသွားပြီးရေကူးကြတယ်ရေချိုးကြတယ်ကိုပေါ်ကိုရေဖျန်းပြီးအေးရောင်လုပ်ကြတယ်ပြီးရင်မြေမုံကိုပေါ်လိမ့်ပြီးနေရောင်ကာကွယ်တတ်ကြပါတယ်ညနေခင်းရောက်လာရင်စင်မိသားစုတွေဟာတစုတဝဲမစုမိပဲအထူထူလမ်းလျှောက်ကြပါတယ်ကလေးစင်တွေကမိခင်ဘေးမှာကပ်ပြီးသွားကြပြီးလမ်းခရီးကိုတည်ယူနေကြပါတယ်တောထဲမှာစင်တွေလမ်းလျှောက်သွားတဲ့နေရာတိုင်းမှာတစ်ပင်တွေဖြိုကျလမ်းကြောင်းအသစ်တွေပေါ်လာပြီးအခြားသတင်းစံတွေတွာလာလို့လွယ်ကူလာပါတယ်။ဒါကြောင့်စင်တွေဟာတောထဲကလမ်းဖန်တီးပေးတဲ့သူရဲကောင်း